ကျွန်တော်တော့ဘာဆရာကြီးမင်းသိခါတဲ့ဆရာမင်းဒုက္ခပဲဖြစ်ပါတယ်ဒီဗီဒီယိုက8ရက်5လ2025တရက်တာအင်္ဂါသားသမီးအတွက်တရက်တာပေါ်စတန်လေးကိုဖတ်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့8ရက်5လ2025တရက်တာအင်္ဂါသားသမီးရဲ့ဟောစတန်ကိုဖတ်ကြားခင်မှာဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတွေမှာအင်္ဂါသားသမီးပါဆိုလို့ရှိရင်ကွန်မန့်လေးဝင်ရေးခဲ့ပြီးပါဦးနော်အဲ့တော့နေ့စဉ်ဟောစတန်လေးတင်ပေးနေတဲ့အပတ်စဉ်ဟောစတန်လေးတင်ပေးနေတာမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုရင်အသေးလေးနှိပ်ပြီးတော့ share လေးလုပ်ခဲ့ပေးပါဦးဗျာเนาะအကောင့်လေးကို follow မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းအပေါင်းလေးကိုနှိပ်ခဲ့ပေးပါဦးเนาะအဲ့တော့8ရက်5လ2025တရက်တာမှာအင်္ဂါသားသမီးတွေဒီကံကောင်းနေဒီပဲဖြစ်ပါတယ်တဲ့เนาะအင်္ဂါသားသမီးတွေဟာဒီနေ့မှာလူအများကြားမှာထင်ပေါ်နေတတ်တဲ့နေဒီပဲဖြစ်ပါတယ်တဲ့ကြံစီလောက်ကင်သမျှအဆင်ပြေအောင်မြင်မဲ့နေဒီပဲဖြစ်ပါတယ်တဲ့เนาะတမန်ပြတာစွာတဲ့တွေးခေါ်တတ်ပြီးတော့အများနဲ့အဆင်ပြေအောင်ပြောဆိုလုပ်ကင်နိုင်စွာဒီချင်းလေးတွေရှိနေတဲ့ပေါ်လွင်နေတတ်တဲ့နေမျိုးလေးပဲဖြစ်ပါတယ်တဲ့ဒီနေ့မှာတဲ့အင်္ဂါသားသမီးတွေကလူအများရဲ့အာယုံစိုက်ခြင်းကိုခံရတတ်တဲ့နေလေးပဲဖြစ်ပါတယ်เนาะအဲဒါကြောင့်8ရက်5လ2025တရက်တာအတွက်အင်္ဂါသားသမီးကြီးတဲ့ကံကောင်းနေတဲ့နေလေးတစ်နေ့ဖြစ်ပါတယ်တဲ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်ကားစိတ်တာဒုက္ခနဲ့ပြည့်စုံပါစေလို့ငါဆုတောင်းလိုက်ပါတယ်เนาะနှုတ်ဆက်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်เนาะ